ဘူးညတော့ငါပေါက်တဲ့သေးတဲ့သွန်းမလို့ ဒုက္ခပဲဘာဘာလဲနော်ဝဝမြင်နိုင်အိမ်စီထင်းအေးနော်သူ့မှာလည်းပျော်သွားတာနော်သူဖွားစီလေးကင်နေတယ်ဆိုတော့ငါဒီနေ့လက်ဖိတ်ဆိုင်တော့ထိုင်လို့ရပြီပေါ့လမ်းလျှောက်ကြမလို့တော့အမလီဖြစ်ချင်တော့ညာဖွားရှူးရှူးတွေဖြစ်နေတာဒုက္ခပဲစီထဲသွားထဲမှာဘိုးဘိုးဘိုးဆိုအေးမပေးမှာပေါ့သမီးရဲ့ဆယ်မှားရတာဆယ်ခါ9ခါမကြဟုတ်တယ်မစောင့်နိုင်တော့ဘူးတကယ်တော့ဘိုက်ကနဲ့ဆိုင်ကလေးတွေဆိုတာကြောင်းစင်းဘိုက်စားတယ်နော်မုတ်စားတန်းစင်းတာပါညာဆိုဟုတ်တယ်အနီးရတယ်နော်ရင်းမြင်းဆန်းလှုပ်ပေးတာမဟုတ်ချစ်စရာလေးတွေကလေးလေးတွေနော်